မင်္ဂလာပါ။ AR မှာဖော်ပြထားတဲ့ဆောင်းပါးရှင်နေသစ်ရေးသားထားတဲ့ဆဲအုပ်စုနေမြေပြန်ဆိုးမှုလာပြီးတော့အလဲပြောင်းနဲ့ရင်ဆိုင်နေရတဲ့မြမတော်လန်ကြီးဆိုတဲ့ဆောင်းပါးကိုဖတ်ပြချင်ပါတယ်။ပြီးခဲ့တဲ့လကမြမစစ်အုပ်စုရဲ့အယက်သားအသွင်ပြောင်းအစိုးရတဲ့ဟာတိုင်းသားလက်နက်ကင်တော်လန်ကြီးအဖွဲ့အစည်း EAO တွေကိုငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ဖို့နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေကိုလက်နက်စွန့်မှုအတွက်ဖိတ်ခေါ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲစစ်တပ်ကအကြီးအကျယ်ထိုးစစ်ဆင်မှုတွေပြုလုပ်ခဲ့ပြီးတော့ PDF တွေစိုးမိုးထားတဲ့ဗဟိုချက်မှမြေပြန့်ဒေသတွေအပြင်ချင်းပြည်နယ်နဲ့ကချင်ပြည်နယ်တို့မှာပါတိတာထင်ရှားတဲ့နေမြေစိုးမိုးမှုတွေရရှိခဲ့ပါတယ်။အစိုးရတပ်ဟာဗဟိုချက်မှဒေသမှာရှိတဲ့ PDF အမာခံနေမြေတွေနဲ့ကချင်ပြည်နယ်တို့ကိုဆက်သွယ်ပေးထားတဲ့မရှိမဖြစ်လိုအပ်တဲ့အဓိကထောက်ပို့လမ်းကြောင်းတစ်ခုအပြင်ချင်းပြည်နယ်ရဲ့တခုရီသောလီစိတ်ရှိရာမြို့ကိုပါပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒီပြိုင်တည်းမှာပဲစစ်ကြောင်းမြောင်များဟာမန္တလေး၊စကိုင်းနဲ့မကွေးတိုင်းတို့မှာရှိတဲ့တော်လှန်ရေးအင်အားစုနေမြေတွေကိုထိုးဖောက်ဝင်ရောက်လျက်ရှိပါတယ်။ချင်းပြည်နယ်မှာ6လကြာအသေးအတန်ခုခံကာကွယ်ခဲ့ပြီးတဲ့နောက်မှာတော့ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဟာဖလန်းမြို့ကိုလက်လွတ်ခဲ့ရပါတယ်။ဗဟိုချက်မှဒေသမှာလည်းတော်လှန်ရေးအင်အားစုတွေကမတ်လကလေးကစတင်ခဲ့တဲ့စစ်အုပ်စုရဲ့အကြီးအကျယ်ထိုးစစ်ဆင်မှုတွေကြောင့်အနည်းဆုံးမြို့3မြို့အပြင်နယ်မြေအချို့နဲ့မဟာဗျူဟာမြောက်လမ်းကြောင်းတစ်ခုကိုပါဆုံးရှုံးခဲ့ရပါတယ်။မြောက်ပိုင်းတိုက်ပွဲတွင်မန္တလေးမြကြီးနားလမ်းကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့။မေလအစောပိုင်းမှာစစ်အုပ်စုဟာမဟာဗျူဟာမြောက်မန္တလေးမြကြီးနားပြည်ထောင်စုလမ်းမကြီးတစ်ခုလုံးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးတော့စစ်မီးတောက်နေတဲ့ကချင်ပြည်နယ်ကိုဦးတည်မဲ့အဓိကထောက်ပို့လမ်းကြောင်းကိုပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။မတ်လကနေမေလအစောပိုင်းကျမှတော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့အဓိကလမ်းပိုင်းအချက်အခြာတွေဖြစ်တဲ့တကောင်၊ထီးချိုက်ကတ်တာ၊အင်းတော်နဲ့မော်လူမျိုးတို့ကိုစစ်အုပ်စုတပ်တွေကမြောက်ဘက်ကိုထိုးစစ်ဆင်ပြီးတော့ပြန်လည်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်မှာတော့အခုလမ်းကြောင်းကိုရရှိခဲ့တာဖြစ်ပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF တွေနဲ့မဟာမိတ်အဖွဲ့တွေကပူးရဲပြီးတော့မှထိန်းချုပ်ထားခဲ့တဲ့အရင်တော်လှန်ရေးအမာခံနယ်မြေတွေဖြစ်တဲ့အဆိုပါမျိုးတွေဟာကချင်ပြည်နယ်ကိုဝင်ရောက်ရာတကားပေါက်တစ်ပွဲဖြစ်ခဲ့ပါတယ်။စစ်အုပ်စုဘက်ကအတင်းအဓမ္မစစ်မှုထမ်းခိုင်းထားသူအမြောက်အများအပြင်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ drone တွေကိုပါအသုံးပြုခဲ့တာကြောင့်တော်လှန်ရေးရဲဘော်များဟာဆုတ်ခွာခဲ့ရပါတယ်။အလျာ941ကီလိုမီတာရှိတဲ့ဒီလမ်းမကြီးကိုအခြေခိုင်အောင်လှုပ်ဆောင်ပြီးရပ်ပိုင်းတွင်မှာပဲရှင်စီရီ400ပါဝင်တဲ့စစ်အုပ်စုရဲ့ထောက်ပို့လမ်းကြောင်းဟာမန္တလေးကနေကချင်ပြည်နယ်မြို့တော်မြကြီးနားထိကိုခီးနေနိုင်ခဲ့ပါတယ်။ရခိုင်ကစစ်အုပ်စုဟာကချင်ပြည်နယ်မှာရှိတဲ့သူတို့ရဲ့တပ်စခန်းတွေကိုထောက်ပို့ဖို့အတွက် AR မြစ်ကြောင်းကိုသာအားကိုးခဲ့ရပြီးတော့လန်ခီတိရှောက်မှာလည်းမကြာခဏဖြတ်တောက်တိုက်ခတ်ခြင်းကိုခံခဲ့ရပါတယ်။မန္တလေးမြကြီးနားလမ်းလက်လွတ်လိုက်ရခြင်းကလက်နက်ကင်တော်လှန်ရေးအတွက်ကြီးမားတဲ့အခက်အခဲတစ်ခုဖြစ်ပြီးတော့အကြောင်းကတော့ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တွေမှာစကိုင်းမကွေးချင်းနဲ့ရခိုင်မှာရှိတဲ့အနောက်ဘက်ခြမ်းတော်လှန်ရေးအမာခံနေမြေများကိုစစ်ရေးထောက်ပံ့မှုစီစဉ်ရမှာမဖြစ်မနေလိုအပ်တဲ့အသက်သွေးကြောကိုဖျက်တောက်လိုက်ခြင်းကြောင့်ဖြစ်ကြောင်းစစ်ရေးလေ့လာသူတွေကပြောပါတယ်။2021ခုနှစ်ဆီယနာသိမ်းပြီးတဲ့နောက်မှာပြည်သူ့ရင်ခွင်ခိုလုံခဲ့ကြတဲ့စစ်တပ်အရာရှိဟောင်းဗိုလ်ကြီးစင်ရောကယခုကဲ့သို့အဓိကလမ်းကြောင်းတွေကိုပြန်လည်ပြီးတော့ရရှိသွားတာကြောင့်စစ်အုပ်စုအနေနဲ့ KIA ထိန်းချုပ်နယ်မြေတွေကိုထိုးစစ်ဆင်မှုအတွက်မန္တလေးကနေကချင်ပြည်နယ်ကိုစစ်ရေးထောက်ပံ့မှုတွေကိုတည်ယူပို့ဆောင်နိုင်တော့မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။စစ်အုပ်စုရဲ့စစ်ကူတပ်တွေဟာ KIA ရဲ့အဓိကထောက်ပို့လမ်းကြောင်းကိုပိတ်ဆို့ဖို့အတွက်ဆယ်ချင်းကနေတဆင့်ဖားကန်ကြောက်စိန်တွင်းဒေသဘက်ကိုမြောက်ဘက်မှထိုးတက်လာနေပြီဖြစ်ပါတယ်။ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တစ်ခုက AR ကိုပြောကြားတဲ့အခါမှာစစ်အုပ်စုရဲ့နောက်ထပ်ပြစ်မှတ်ကကချင်ပြည်နယ်တောင်ပိုင်းဗမော်ခိုင်မှာရှိတဲ့ KIA စခန်းများဖြစ်လိမ့်မယ်လို့ဆိုပါတယ်။ဒီလမ်းကိုပြန်သိမ်းလိုက်နိုင်တာကြောင့်စစ်အုပ်စုဟာတော်လှန်ရေးအဖွဲ့တွေစကိုင်းတိုင်းကတဆင့်ရွှေကူနဲ့ဗမော်ဘက်ကိုတွာလာနိုင်မယ်လမ်းကိုထိထိရောက်ရောက်ပိတ်ဆို့လိုက်နိုင်ပါပြီ။အဲဒီကတဆင့်ဗမော်မန်စီနဲ့မိုးမောက်မြို့နယ်တွေမှာထိုးစစ်တွေဆက်လုပ်လာလိမ့်မယ်လို့အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။ရခိုင်တို့သွားရာတကားပေါက်ဖလန်းမြို့ကိုပြန်လည်သိမ်းပိုက်ခြင်းချင်းတိုက်ပွဲဝင်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကို6လကြာထိုးစစ်ဆင်ခဲ့စဉ်အတွင်းတပ်ဖွဲ့ဝင်ရာကနန်းခန့်ဆုံးရှုံးခဲ့ရပြီးတဲ့နောက်မှာစစ်အုပ်စုဟာချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဖလန်းမြို့ကိုဧပြီလနှောင်းပိုင်းမှာပြန်လည်ပြီးတော့သိမ်းပိုက်နိုင်ခဲ့ပါတယ်။ချင်းတောင်တန်းမြောက်ပိုင်းအမြင့်ပိုင်းမှာတည်ရှိတဲ့ဖလန်းမြို့ဟာချင်းပြည်နယ်ရဲ့တစ်ခုတည်းသောလေဆိပ်တည်ရှိရာမြို့ဖြစ်ပါတယ်
ဒီမဟာဗျူဟာမြောက်မြို့ကိုပြန်လည်ပြီးတော့သိမ်းပိုက်နိုင်မှုအတွက်စစ်အုပ်စုဟာလေကြောင်းတိုက်ခိုက်မှုအကူအညီတွေနဲ့တပ်ရင်း9ခုကစစ်သည်အင်အား1000ကျော်ကိုအသုံးပြုခဲ့ရကြောင်းဒီဒေသကိုခုခံကာကွယ်ရမှာကူညီပေးခဲ့တဲ့ချင်းလန်းကာကွယ်ရေးဝန်ကြီးဌာနချင်းလန်း MOD အရာသိရှိရပါတယ်။အဲ့ဒီချိန်ကစပြီးတော့စစ်အုပ်စုဟာမြို့ရဲ့အုပ်ချုပ်ရေးရန်တရားကိုလွှဲပြောင်းရယူခဲ့ပြီးတော့တပြိုင်နက်တည်းမှာပဲပတ်ဝန်းကျင်ဒေသများကိုစစ်ရေးရတိုးချဲ့ထိုးစစ်ဆင်လျက်ရှိပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ချင်းလန်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူထံကိုဆက်သွယ်ခဲ့ပေမဲ့လည်းမှတ်ချက်တစုံတရာမရရှိခဲ့ပါဘူး။စစ်တပ်ရရှိဟောင်းဗိုလ်ကြီးစင်ရောကစစ်အုပ်စုဟာဖလန်းမြို့ကိုအခြေဆိုင်စခန်းဖြစ်အသုံးပြုပြီးတော့ချင်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့မြန်မာအိန္ဒိယနယ်စပ်ကုန်သွယ်ရေးအချက်ချာနေရာကိုပြန်လည်သိမ်းပိုက်ဖို့လှုံ့ဆော်လိမ့်မယ်လို့ပြောပါတယ်။ချင်းတော်လိုင်းရေးအဖွဲ့တွေနဲ့အိန္ဒိချင်းရခိုင်ပြည်နယ်ကအာရခတမတော်အေတို့ဟာချင်းပြည်နယ်မှာရှိတဲ့မြို့နယ်6မြို့နယ်နဲ့5မြို့နယ်နဲ့ကျေးလက်နယ်မြေအများစုကိုဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။စစ်အုပ်စုဘက်မှပြည်နယ်မြို့တော်ဟာခါမြို့အပါအဝင်မြို့ပေါ်ဒေသအချို့မှာသာပိတ်မိနေပြီးတော့အဲ့ဒီနေရာတွေမှာပဲစစ်အုပ်စုတာဝန်ရှိသူတွေကတော်လှန်ရေးအဖွဲ့တွေရဲ့ drone နဲ့တိုက်ခိုက်ခြင်းကိုမကြာခဏခံနေရပါတယ်။စစ်အုပ်စုတပ်များဟာအိန္ဒိချင်းမကွေးတိုင်းစောမြို့နယ်ကနေတဆင့်ချင်းပြည်နယ်တောင်ပိုင်းကိုထိုးဖောက်ဝင်ရောက်လျက်ရှိပြီးတော့ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့လည်းတိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။ချင်းပြည်နယ်တောင်ပိုင်းဟာတိုင်းသားလက်နက်ကိုင် AA ကမြို့နယ်19မြို့နယ်နဲ့14မြို့နယ်ကိုသိမ်းပိုက်ထားတဲ့ရခိုင်ပြည်နယ်သို့ဝင်ရောက်ရာမဟာဗျူဟာမြောက်တကားပေါက်တစ်ခုဖြစ်ပါတယ်။ဒါပြင် AA ကချင်းပြည်နယ်တောင်ဘက်အကျဆုံးပလောဝမြို့နယ်ကိုထိန်းချုပ်ထားပြီးတော့အေရဝတီမကွေးနဲ့ပဲခူးတိုင်းတို့ကနေပြီးတော့မှရခိုင်ပြည်နယ်ကိုဝင်ရောက်နိုင်မဲ့လမ်းကြောင်းအလုံးကိုလည်းပိတ်ဆို့ထားပါတယ်။စီးရေးလေးလာသူတွေကစစ်အုပ်စုဟာရခိုင်ပြည်နယ်ကိုဝင်ရောက်ဖို့အတွက်အစားထိုးလမ်းကြောင်းတစ်ခုဖြစ်ချင်းပြည်နယ်တောင်ပိုင်းကိုဖျက်ကျော်ဖို့အတွက်ကြိုးပမ်းနေတာဖြစ်ကြောင်းပြောပါတယ်။စစ်အုပ်စုတပ်တွေဟာAAထိန်းချုပ်ထားတဲ့ပလောဝမြို့နယ်ကနေတဆင့်ရခိုင်ပြည်နယ်ထဲကိုဝင်ရောက်ဖို့တကားပေါက်ရှာနေကြတာပါမကွေးတိုင်းမြောက်ပိုင်းရောဒေသကနေချင်းပြည်နယ်တောင်ပိုင်းတွေကိုစစ်ကြောင်းတွေထိုးလာလိမ့်မယ်အဲ့ဒီနေရာမှာတိုက်ပွဲတွေပိုပြင်းထန်လာနိုင်တယ်လို့ဗိုလ်ကြီးစင်ရောကပြောပါတယ်ဒါပေမဲ့လည်းစစ်အုပ်စုရဲ့ဖလန်းထိုးစစ်ကိုအထောက်အကူပြုခဲ့တဲ့အော်တိုဘာလကနေမေလအထိ6တွေ့ရာသီဥတုအခြေအနေမျိုးမဟုတ်တော့ပဲအခုခါမှာတော့မိုးရာသီကိုရောက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့မရင်းနှီးတဲ့တောင်တန်းဒေသတွေမှာတိုက်ပွဲဝင်နေရတဲ့စစ်အုပ်စုတပ်တွေအတွက်တော့အစိုးရဆုံးရာသီဥတုအခြေအနေနဲ့အင်ဆိုင်ရမှာဖြစ်ကြောင်းသူကထောက်ပြခဲ့ပါတယ်။အချိန်ထဲမှာပဲ AA ရဲ့မဟာမိတ်ဖြစ်တဲ့ချင်းလူမျိုးစုကြမတော် CPA ကသူတို့အနေနဲ့ချင်းပြည်နယ်တောင်ပိုင်းမှာခုခံကာကွယ်မဲ့အစီအမံတွေကိုပြင်ဆင်ထားပြီးဖြစ်ကြောင်းကြေညာထားပါတယ်။အာဏာမသိမ်းမီကဒီဒေသဟာရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့မြန်မာစစ်တပ်အခြေစိုက်စခန်းတွေအတွက်အဓိကထောက်ပို့လမ်းကြောင်းတစ်ခုဖြစ်ခဲ့ကြောင်းအခြားပြည်သူရင်ခွင်ခိုးလုံသူတဦးဖြစ်တဲ့စစ်တပ်အရာရှိဟောင်းဗိုလ်မှူးဆွေတင်ကပြောပါတယ်။ချင်းပြည်နယ်ဟာစစ်အုပ်စုအတွက်ရခိုင်ပြည်နယ်ကိုပြန်လည်ထိန်းချုပ်နိုင်မှုအလွန်အရေးကြီးတဲ့တကားပေါက်တစ်ခုပါ။ချင်းပြည်နယ်တောင်ပိုင်းကိုသိမ်းပိုက်နိုင်ရင်ရခိုင်ပြည်နယ်ကိုဝင်မဲ့လမ်းကြောင်းကိုရရုံနဲ့မကပဲချင်းမြောက်ပိုင်းကိုပါပြန်သိမ်းမှုထိုးစစ်တွေအတွက်ပါအခြေစိုက်စခန်းတစ်ခုရရှိသွားမှာဖြစ်ပါတယ်လို့သူကဆိုပါတယ်။အစဆုံးနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။